ဒီလေးစကေးဖတ်တွေကိုပြမှာဖြစ်ပါတယ်ဆက်ပြမယ်အောင်ပဲဗီဒီယိုလေးတစ်စခင်မှာ like and subscribe လေးတော့လုပ်ပေးခဲ့ပါညစကင်းဖတ်တွေကိုပြပါမယ်ပွဲရရမှာပထမဆုံးသူ့ရဲ့ visitor ဆက်လိုက်တာဖတ်လေးတွေကိုလောက်ရတဲ့ဘောချလာမချလာဆိုတော့ကောင်းမှမှာရေးခဲ့ပါပတ်စိတ်ပွင့်တဲ့ visitor ကိုပြမှာမပတ်စိတ်ပွင့်တဲ့တက်ပါစကေး1စကေး2စကေး3ဟာပါစကေးမှာပတ်စစ်ပွင့်နေရဲ့ဟာကိုပြမယ်စကေး2ရဲ့ပတ်စစ်ပွင့်နေချက်ဟာပါအခုတွေ့ရနေတာစကေး3နဲ့ပတ်စစ်ပွင့်နေချက်လာတော့ဒီမြောင်စကင်လေးကိုကြိုက်လားဆိုတာကောမန့်မှာပြောခဲ့ပါအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်